ခေါင်းဆောင်ကတော့ခွင့်လွှတ်လိုက်ပါသူ့ကိုလွတ်ထားမို့ကိုကိုလွတ်လိုက်တာကိုဘာသာကိုခွင့်လွှတ်နိုင်ကိုဘာသာကိုတတ်တာလည်းပဲခွင့်မလွတ်နိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ကသူများကိုပူလောင်တာမဟုတ်ကိုကိုအရင်ပူလောင်တာဆိုတော့လေအစဉ်ပြေခြင်းခွင့်လွတ်နိုင်အောင်ကြိုးစားဘာမှခေါင်းထဲမှာထည့်မထားနဲ့အဲ့ဒီစကားလုံးတွေကိုခံစားလို့တတ္တဝါတွေမှာခွင့်မလွတ်နိုင်တာခွင့်မလွတ်နိုင်ဘူးဆိုတာကအမျက်ဒေါသကိုကိုယ်ခေါင်းထဲမှာထည့်ထားလို့ခွင့်မလွတ်နိုင်တာမကျေနပ်ချက်ကိုကိုယ်ခေါင်းထဲမှာသိမ်းထားလို့ခွင့်မလွတ်နိုင်ပြောမယ်ဆိုရင်ဒီနေ့ခေတ်စကားနဲ့ပြောအစာမကြေတာအစာမကြေတဲ့အချက်ကလေးကိုဆွတ်ထားလို့ခွင့်မလွတ်နိုင်တာငါ့ကိုဒီလိုပြောရကောင်းလားဒီလိုဆက်ဆံရကောင်းလားဆိုရဲအဲ့ဒီအတွေးကကိုယ်ခေါင်းထဲကရှိနေတဲ့အတွေးကြောင့်သူနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်မှန်သမျှခွင့်မလွတ်နိုင်တော့ခွင့်မလွတ်နိုင်တော့ခွင့်မလွတ်နိုင်ရင်ခွင့်မလွတ်နိုင်တဲ့လူကအရင်ခံစားရတာပဲဆိုတော့ပရိသတ်ရေဘာပဲဖြစ်ဖြစ်ခွင့်လွတ်ကြည့်လိုက်ပါခွင့်လွတ်တာသူများကိုလွတ်တာမဟုတ်ကိုယ့်ကိုယ်သူလွတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုခွင့်လွတ်နိုင်ကိုအရင်တတ်တာမယ်ကိုခံစားချက်တတ်တာမယ်ကိုအရင်ငြိမ်းချမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဘဝမှာအစဉ်ပြေခြင်းခွင့်လွတ်နိုင်အောင်လဲကြိုးစားရဒီလဲတီးခံရမယ်တီးခံပြီးရင်ခွင့်လွတ်နိုင်အောင်လဲကြိုးစားရမယ်ဒီနှစ်ခုရှိနေနဲ့အစဉ်ပြေပြီလားတော်တော်များများပြေနေပါပို့ပြီးအစဉ်ပြေခြင်းတော့မေတ္တာထားနိုင်အောင်ကြိုးစားမေတ္တာဆိုတာအကျိုးလိုလာတာလူတွေကမေတ္တာပို့တယ်ဆိုရင်လေဟိုလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စီမြဲပါစေဒီခေါင်းနိုင်ကြရှိရင်အတန်ပြဲကြီးနဲ့ပို့နေတာကိုမေတ္တာပို့တယ်လို့ထင်နေတာမှန်ရင်မေတ္တာရဲ့အဓိကအဓိပ္ပာယ်ကအကျိုးလိုလာတာအကျိုးဆောင်ပေးတာအကျိုးပြုပေးတာအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆောင်ရွက်ပေးတာအဲ့ဒါမေတ္တာလို့မေတ္တာကလည်းပဲမေတ္တာ၃မျိုးရှိတယ်လက်တွေ့ကျင့်သုံးလို့ရတဲ့မေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကိုယ်မူရာလေးနဲ့သူ့အကျိုးကိုလိုလားတယ်အဲ့ဒါကာယကံမေတ္တာပဲဟိုးလမ်းသွားရင်လမ်းပြတ်ကူးတယ်အဖိုးတွေအဖွားတွေမနေမင်းနဲ့မနိုင်မင်းနဲ့လမ်းကူးနေတယ်ထုပ်လေးကူးတယ်ပြီးအဖွားသားတယ်ပြီးမယ်သမီးတယ်ပြီးမယ်အဖွားရဲ့အကျိုးကိုလိုလားတာအဖိုးရဲ့အကျိုးကိုလိုလားတာအဲ့ဒါကာယကံမေတ္တာပဲလူတွေလက်တွေ့ဘဝထဲမှာအဲ့ဒီကာယကံမေတ္တာတာကျင့်သုံးနိုင်စမ်းကျင့်သုံးကြည့်လိုက်စမ်းတယောက်နဲ့တယောက်အဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဒါဆက်ဆံကြည့်ဘဝကတော်တော်ကိုအဆင်ပြေတယ်မိသားစုထဲမှာလည်းထို့အတူပဲမေတ္တာကိုအခြေခံနိုင်အဲ့ဒီမိသားစုငြိမ်းချမ်းတယ်သားကလည်းပဲအမေအကျိုးကိုလိုလားတယ်အဲ့ဒါမေတ္တာကိုအခြေခံတာအမေကလည်းသားအကျိုးကိုလိုလားအဲ့ဒါမေတ္တာကိုအခြေခံတာယောက်ျားကလည်းအမျိုးသမီးမိန်းမရဲ့အကျိုးကိုလိုလားတယ်မိန်းမကလည်းယောက်ျားရဲ့အကျိုးကိုလိုလားတယ်ဟိုအဖေကလည်းအမေရဲ့အကျိုးကိုလိုလားတယ်အမေကလည်းအဖေရဲ့အကျိုးကိုလိုလားမိသားစုထဲမှာပဲအဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆံရင်ကိုယ်အမူအရာနဲ့အကျိုးလိုလားရင်ကာယကမေတ္တာစကားလုံးလေးနဲ့အကျိုးလိုလားရင်ဝစီကမေတ္တာဝစီကမေတ္တာလေးပေးကြည့်ပါတစ်ခါကြာရင်မိတ်ဆွေပေါင်းသင်းချင်းတောကတွေဖြစ်တယ်ကိုယ်ကိုယင်လာဖွင့်စကားလုံးလေးနဲ့သူ့အားတက်အောင်သူ့အကျိုးလေးတွေရော့မသွားကောင်းကျိုးလိုလားတဲ့စိတ်ကလေးနဲ့ကောင်းတဲ့စကားလေးတွေပြောပေးအဲ့ဒါဝစီကမေတ္တာပဲဘာမှပတ်စံမကုန်လိုက်ပဲတဲ့ရတဲ့ကုသိုလ်တွေပဲနော်စကားလေးကောင်းကောင်းလေးတွေပြောပေးတာအဲ့ဒါဝစီကမေတ္တာစကားလုံးလေးနဲ့အကျိုးရှိအောင်လုပ်ပေးတာအဲ့ဒါဝစီကမေတ္တာဟုတ်ဘုန်းကြီးတို့တရားဟောပေးနေတယ်ကာယကမေတ္တာကိုဝစီကမေတ္တာကိုမနောကမေတ္တာကိုပါနေတာတရားနာတဲ့သူတွေကိုအကျိုးလေးတွေဖြစ်ထွန်းပါစေနာရတဲ့အခိုက်တဲ့တရင်ကအခိုက်တန့်လေးပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုလေးရသွားပါစေအဲ့ဒါမေတ္တာကိုအခြေခံတာပဲနော်ဒါကြောင့်မလို့မေတ္တာဆိုခေါ်နိုင်ကြရှိရင်အတန်ပြဲကြီးနဲ့ပို့နေမှမေတ္တာမဟုတ်တချို့ကအတန်ပြဲကြီးနဲ့ဒါပို့နေတာစိတ်ကမရောက်တော့မေတ္တာကအစွမ်းမထက်နော်ဗဇက်ကလုံးစုံများစွာတတ္တဝချမ်းသာကိုယ်စီမြဲပါစေ၄နိုင်ကိုတော့ထားអော်တယ်လက်ကဖြန်းဆိုချင်းပိတ်ရိုက်တယ်အဲ့ဒီမေတ္တာအစွမ်းမထက်မနောကံကလည်းဘယ်ရောက်နေမှမပါဇက်ကတာអော်နေတာကာယကံကတော့လက်တတ္တဝါသွားရိုက်လိုက်တာချင်းလေးသွားရိုက်တယ်အဲ့ဒီမေတ္တာအကျိုးသက်ရောက်မရှိဘူးအဲ့တော့မေတ္တာဆိုတာကကာယကံမေတ္တာဝစီကံမေတ္တာအဓိကအဲ့မနောကံမေတ္တာစိတ်ကလေးကအာယုံပြုတ်နိုင်မှာမေတ္တာကအကျိုးပို့ပြီးတော့ကြည်တာစိတ်ကလေးကပါပြီးတော့ကိုယ်မူရာလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့စကားလုံးလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့လေစိတ်တက်ကလေးကအဲ့ကိုပြုကျင်တဲ့ကိုအကျိုးပြုကျင်တဲ့လူကိုဒါလည်းရောက်နေမယ်ဆိုရင်အဲ့ဒီမေတ္တာ၃မျိုးကကိုရှိမှပြည့်နေတာ
ကိုကဒီသုံးမျိုးလုံးနဲ့ဆက်ဆံနေကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒီမေတ္တာရဲ့ဓာတ်ကိုခံစားရပြီးတော့မေတ္တာထားတဲ့စိတ်ကလေးကတတ္တဝါတွေမှာလုပ်ငန်းခွင်မှာလည်းအဆင်ပြေသွားတယ်။ဒါကြောင့်မလို့ဘုရားသွားပြီးတော့မေတ္တာပို့မှမေတ္တာမဟုတ်ပါဘူး။နော်ဘုရားရှင်ရှိမှထိုင်ပြီးတော့မေတ္တာတုတ်တွေအကုန်လုံးရွတ်နေမှမေတ္တာမဟုတ်ပါဘူး။မေတ္တာပို့တာမဟုတ်ပါဘူး။မေတ္တာဆိုတာတယောက်နဲ့တယောက်အကျိုးလိုလားတဲ့စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်တဦးနဲ့တဦးဘယ်နေရာမှာပဲဖြစ်ဖြစ်အကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆံကြည့်လိုက်စမ်းပါသူကလည်းကိုယ်အကျိုးလိုလားကိုယ်ကလည်းသူ့အကျိုးလိုလားနေရာတိုင်းမှာအဲ့ဒီစိတ်ကလေးနဲ့ဆက်ဆံရင်အားလုံးဟာမေတ္တာဓာတ်တွေကြောင့်ငြိမ်းချမ်းသွားမှာပဲမေတ္တာမထားနိုင်တော့တယောက်နဲ့တယောက်အကျိုးမလိုလားတဲ့စိတ်တွေနဲ့လေသူကြီးပွားရင်ကိုကမနာလို့ဖြစ်သူချမ်းသာရင်ကိုကမကြေမနက်ဖြစ်အကျိုးမလိုလားဘူးသူအကျိုးမလိုလားတော့သူဆိုးဖြစ်အောင်ပဲစဉ်းစားမေတ္တာဓာတ်အားကောင်းရင်အကျိုးဆောင်တဲ့စိတ်တွေပိုများတယ်မေတ္တာဓာတ်နည်းလို့ဒေါသစိတ်အားကြီးရင်ဒေါသကဖျက်ဆီးတာဖျက်ဆီးအောင်လုပ်တာဒေါသသမားကပျက်စီးဖို့ပဲကြံတယ်ဖျက်ဆီးဖို့ပဲစဉ်းစားတယ်ကိုယ်ကိုလည်းဖျက်ဆီးတယ်ပတ်ဝန်းကျင်ကိုလည်းဖျက်ဆီးတယ်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဒေါသတွေများလာတာနဲ့အမျှလေလောကကိုတော့ဘယ်တော့မှကောင်းကျိုးမပြုဒေါသအားကြီးလာတာနဲ့အမျှဒေါသသမားကသူ့ကိုယ်ကိုသူအရင်ဖျက်ဆီးတယ်ပြီးရင်ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးကိုဖျက်ဆီးတာပျက်စီးစေဒေါသကပျက်စီးတဲ့သဘောရှိတယ်ဖျက်ဆီးတဲ့သဘောရှိတယ်မေတ္တာကြတော့အကျိုးပြုပေးတဲ့သဘောရှိအကျိုးလိုလားတဲ့သဘောရှိမေတ္တာအားကောင်းတဲ့ပုဂ္ဂိုလ်ဟိုဘယ်လိုလေးလုပ်ပေးလိုက်ရမလဲဘယ်လိုလေးဆောင်ရွက်ပေးလဲ